بسم الله الرحمن الرحيم التدريب الثالث تتيا لجنك تبادل الحوار مع زميلك كما في المثال سوغوين وبيالا فلبيبا تامو تنجي جنادو وما داي كما في المثال وما داي ما مثال وما ما باكستاني يون باكستاني سورة يوبما بياتاري لكن جنور جيمي السلام عليكم سلام بيني وعليكم السلام كيف حالك أتين أتشيني بلولي أتيني كولا بخير والحمد لله كون بعد تشيمو جين باوكا الله سمع أتوى بيبادي لكونا ما جنسيتك أتين ناكين ذاكا بالي أنا باكستانيကျွန်တော်ဒီပါကစ္စတန်နိုင်ငံသားတယောက်ဖြစ်သည်အဟလန်ဝဆဟလန်ကြိုဆိုပါတယ်အဲဒီမှာဆိုရင်ကျွန်တော်တို့တူရကီယာတွန်တူရကီနိုင်ငံသူဆူရီယာတွန်ဆူရီယောဆီးရီးယားနိုင်ငံသူဆူရီယောဆီးရီးယားနိုင်ငံသားမစ္စရီယာတွန်အီဂျစ်နိုင်ငံသူတူရကီယောတူရကီနိုင်ငံသားအားကိုကျွန်တော်ဒီမှာအစားထိုးတော့ပြောပေးမယ်ဒါဆိုရင်အစ္စလာမူအလိုင်ကွမ်ဝါအလိုင်ကွမ်ဆလမ်တယောက်ကဆလမ်ပေးမယ်ဒါဆိုရင်ကိဖဟာလုကကိဖဟာလုကဒီနေရာမှာကိဖဟာလုကီကျွန်တော်မေးရမှာနော်ဒါပေမဲ့ကျွန်တော်တို့စကားပြောတဲ့နေရာမှာကိဖဟာလုကကိဖဟာလုကအဲ့ဒီပို့အလောင်းနဲ့လှုပ်လောက်တယ်နော်ကိဖဟာလုကဒီမှာနေကောင်းလားဒီမှာဘယ်လိုလဲအခြေအနေဘယ်လိုလဲဒီတပည့်ကိုပြောတာبخير والحمد لله ကဲဒါနဲ့သူမရဲ့နိုင်ငံသူကိုမေးမယ်မာဂျင်စီယတုကီနော်မာဂျင်စီယတုကီအနာတူရကီယတွန်အဟလန်ဝဆဟလန်အဲ့မှာဆိုရင်လေအစ္စလာမူအလိုင်ကွမ်ဝါအလိုင်ကွမ်ဆလမ်كيف حالكပြောချင်တာက كيف حالك بخير والحمد لله ما جنسيتك بيوتينك ما جنسيتك أسين أنا سوري أهلا وسهلا السلام عليكم وعليكم السلام كيف حالك بيوتينك كيف حالك بخير والحمد لله ما جنسيتك بيوتينك ما جنسيتك أنا مصرية أهلا وسهلا السلام عليكم وعليكم السلام كيف حالك يوتينك كيف حالك بخير والحمد لله ما جنسيتك يوتينك ما جنسيتك أنا تركي أهلا وسهلا Now, let's get to general dome. التدريب الرابع. سدوتها لجيكام. تبادل الحوار. سقوايقو بيعلم بلابيبا مع زميلك. أتني أتم فوتني جنتو كما في المثال. أوبما داي. المثال أوبما. أي ميبوما جيمي بدر. بدر بدر ဆိုတာနာမည်ကိုပြောတာတူရကီနိုင်ငံကိုပြောတာဒီနေရာမှာကျွန်တော်တို့အစားထိုးမယ် masmok အသင်ရနာမည်ကဘာလဲဒါဆိုရင် ismi badr ကျွန်တော်နာမည်က badr ဖြစ်ပါတယ်တဲ့ min aina ant အသင်ဘယ်ကလဲ ana min Turkiya ကျွန်တော်ဒီတူရကီနိုင်ငံကဖြစ်ပါတယ် هل أنت تركي အသင်ကတူရကီနိုင်ငံသားလား نعم ဟုတ်ပါတယ် أنا تركي أهلا وسهلا ဒါဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီအရာလေးကိုကြည့်ပြီးတော့မေးသွားတယ်ဒါဆိုရင်ကျွန်တော်ဒီပုံကြည့်ပြီးတော့ကျွန်တော်တို့မေးမယ် Iqbal နာမည်ကိုပြောတာပါကစ္စတန်နိုင်ငံ Anwar
နာမည်ကိုပြောတာဆူရီယာနိုင်ငံကိုပြောတာဆအီဒ်နာမည်ကိုပြောတာမစ္စရူအီဂျစ်နိုင်ငံကိုပြောတာကောင်းပြီဒီညမှာကျွန်တော်တို့ဒီပထမဆိုအပုတ်ကိုကျွန်တော်တို့အစားထိုးပြီးမယ် masmuk အသင်နာမည်ကဘာလဲဒါဆိုရင် ismi iqbal ကျွန်တော်နာမည်က iqbal ဖြစ်ပါတယ် min aina ant ဘာပြောမှာလဲ ana min pakistan hal anta pakistaniyun na'am ana pakistaniyun ahlan wa sahlan masmuk ismi anwar min aina ant ana min سوريا هل أنت سوري؟ نعم أنا سوري أهلا وسهلا ما اسمك؟ اسمي سعيد من أين أنت؟ أنا من مصر هل أنت مصري؟ نعم أنا مصري أهلا وسهلا အဲ့ဒါကိုကျွန်တော်တို့ထပ်ခါလေ့ကျင့်မယ်နော်အဲ့ဒါကျွန်တော်တို့အဲ့လိုလေ့ကျင့်မယ်ဆိုရင်အင်ရှာအလ္လာအာရဘီကကျွန်တော်တို့စကားပြောဆိုမှုမှာလွယ်ကူမှုတွေအများကြီးရရှိလာလိမ့်မယ်အာရဘီစကားပြောဆိုမှုမှာလွယ်ကူမှုအများကြီးရရှိလာပါလိမ့်မယ်التدريب الخامس လေ့ကျင့်ခန်း၅ကိုဆက်သွားမယ် تبادل ဒီနေရာမှာကျွန်တော်တို့လမ်းနဲ့ပေါင်းလို့မရအောင်စီနဲ့ဓာတ်ရိုက်ပေါင်းပေးရမယ်ဗျ تبادلس အဖြစ်လဲစင်က حروف من حروف الشمسية ကဲကောင်းပြီကျွန်တော်တို့ဆက်သွားမယ် تبادل السؤال والجواب مع زملائك ဇူမာလာရဲ့တခုခေတ်ကပါလေဇမီလွန်ကျွန်တော်အပေါ်မှာမအဇမီလီကအဲ့ဒီဇမီလီကတခုခေတ်ကိုပြောတာသူ့ရဲ့အများကြီးကဇူမာလာတငယ်ချင်းများအတန်းဖို့တငယ်ချင်းများဒါဆိုရင်ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်တဘာဒါလီဆူအာလာဝလ်ဂျဝါဘာဆူအာဆိုတာမေကွန်းဂျဝါဘဆိုတာအဖြေနဲ့မေကွန်းကိုအပြန်လန်ဖလှယ်ပေးပါမအဇူမာလာအီကအသင်ရဲ့အတန်းဖို့တငယ်ချင်းများနဲ့အတူမအအဒီဘေဒီနဲ့အတူကိုပြောတာနော်အကောင်းပြီဒီမှာ ismi muhammad မကျွန်တော် ismi muhammad ဒီမှာကျွန်တော်နာမည်ပဲ ismi မှာဒါကိုနာမည်ကိုပြောမယ် masmuk နာမည်က masmuk အဲ့မှာ masmuk အသင်နာမည်ကဘာလဲ ismi ဒီမှာကျွန်တော်ထည့်မယ် ismi masmuk အသင်နာမည်ပါလေကောင်းပြီဒါက masmuk မှာအဓိပ္ပာယ်ကိုသိရမယ် ismi နဲ့ပြန်ဖြေရမယ်အသင်ကလေ့ကျင့်ခန်းဖြစ်တယ်ပြီးတော့ قسم الباء أنا من تركيا ကျွန်တော်ဒီတူရကီနိုင်ငံကဖြစ်သည် من أين أنت အလိုမိခွန်းနဲ့မေးရမှာဒါဆိုရင် أنا من تركيا من أين أنت أنا من ဒီမှာဆိုရင် Myanmar أنا من Myanmar من أين أنت من أين أنت ကျွန်တော်တို့နားလည်တယ်နော်ဒါကျွန်တော်တို့သင်ပြီးသားတဲ့သင်ခန်းစာတွေပဲဒါကထပ်ခါပြန်ပြီးတော့လေ့ကျင့်ပြတဲ့သင်ခန်းစာဖြစ်တယ်လေ့ကျင့်ခန်းဖြစ်တယ်ထပ်ခါလေ့ကျင့်ပြတဲ့လေ့ကျင့်ခန်းဖြစ်တယ်အနာတူရကီယွန်ကျွန်တော်ဒီတူရကီနိုင်ငံသားတယောက်ဖြစ်သည်အနာတူရကီယွန်မာဂျင်စီယတုကာရဲ့အဓိပ္ပာယ်နဲ့ကျွန်တော်တို့ဒါသူမိကွန်းအဲ့ဒါသူအဖြေမာဂျင်စီယတုကာအသင်ဤနိုင်ငံသားအသင်ဘယ်နိုင်ငံသားလဲအသင်နိုင်ငံသားကပါလဲအဲ့ဒါကိုကျွန်တော်တို့မေးရနော်မာဂျင်စီယတုကအသင်နိုင်ငံသားကပါလဲဒါဆိုရင်အနာပြောချင်တာကမြန်မာဆိုရင်မြန်မာရီယွန်အနာမြန်မာရီယွန်မာဂျင်စီယတုကဒါကကျွန်တော်သင်ပြထားတဲ့သင်ခန်းစာဖြစ်တဲ့ဒါကိုပြန်လည်ပြီးတော့လေ့ကျင့်ငယ်ချင်းတွေနဲ့ပြန်လာပြောဆိုပြီးလေ့ကျင့်ယူရမယ်သင်ခန်းစာဖြစ်တယ်yadhkuru တင်ပြတယ်တဲ့ကုလူတာလီဘင်ကုလူဆိုတာကဒိုင်းသို့မဟုတ်အားလုံးကုလူရဲ့အဓိပ္ပာယ်ဒီအားလုံးဒိုင်းဆိုတာကပုဂ္ဂိုလ်ဒိုင်းလူဒိုင်းအဲ့ဒီဟာကိုပြောတာအရာအားလုံးဒိုင်းအရာဒိုင်းစသည်ဖြင့်ကုလူရဲ့အဓိပ္ပာယ်ကိုပြောတာနော်တာလီဘင်ဆိုတာကကျောင်းသားအစ္စမာဟူဆိုတာသူဤအမည်ကိုသူရဲ့အမည်ကို
ပြန်ပြောမယ် yadhkuru တင်ပြနေသည် kullu talibin ကျောင်းသားတိုင်းက ismahu သူ့ရဲ့အမည်ကိုပြောချင် kullu yadhkuru kullu talibin ကျောင်းသားတိုင်းကတင်ပြမယ် ismahu သူ့ရဲ့အမည်ကိုသူ့နာမည်ကို wasma baladihi wasma baladihi သူ့ရဲ့နိုင်ငံ၏အမည်ကို ismu ဆိုတာနာမည် balad ဆိုတာနိုင်ငံ hu ဆိုတာသူသူ့နိုင်ငံ၏အနာမည်ကိုတင်ပြမယ် wa jinsiyatahu သူ့ရဲ့နိုင်ငံသားနိုင်ငံသားဖြစ်တည်မှုကိုဘယ်နိုင်ငံသားလဲစသည်ဖြင့်အဲ့ဒါကိုတင်ပြရမှာ wa jinsiyatahu jinsiya နိုင်ငံသူအဲ့ဒါကိုကျွန်တော်တင်ပြပေးရမယ် wa jinsiyatahu သူ့ရဲ့နိုင်ငံသားကိုတင်ပြပေးရမယ်ပြန်ပြောမယ်နော် yadhkuru kullu talibin ismahu wasma baladihi wa jinsiyatahu ပြောချင်တာကကျောင်းသားတိုင်းကသူ့ရဲ့နာမည်သူ့ရဲ့နိုင်ငံရဲ့နာမည်ရဲ့သူ့ရဲ့နိုင်ငံသားကိုတင်ပြပေးရမယ်တဲ့ التدريب السادس လေ့ကျင့်ခန်း6ကိုကျွန်တော်တို့ကြည့်မယ်အသင်ဖြစ်ဆိုတာ Assalamu alaikum ဒါဆိုရင်ကျွန်တော်ဘာဖြစ်မှာလဲ Wa alaikumus salam Masmuk ဒါဆိုရင် Ismi ဘယ်လိုဖြစ်လဲဆိုတာကိုနာမည်ကိုပြောမယ် Kaifa haluk ဒါဆိုရင်ကျွန်တော်ဘာဖြစ်မလဲ Alhamdulillah ana bi khair ဒါမှမကောင်းဆိုရင် ana lastu bi khair နောက် min aina anta အဲ့ဒါဆိုရင် ana min Myanmar Burma ဒါမှမဟုတ် min al-Yaban အော် America အော်Saudiya min al-Saudiya အော် min al-Philippines မာဂျင်စီယာတော့အသင်ဤနိုင်ငံသားကပါလေဒါဆိုရင်ဂျင်စီယာတီဒါဆိုရင်အနာမြန်မာရီယွန်ဒါမှမဟုတ်မြန်မာရီယဒွန်ဟယ်အန်တာပါကစ္စတာနီယွန်မဟုတ်ဆိုရင်လာကျွန်တော်ပြန်မှာအနာမြန်မာရီယွန်هل أنت من سوريا ဆီးရီးယားနိုင်ငံကလားဆိုရင် نعم ဟုတ်တယ်ဆိုရင် نعم မဟုတ်ဆိုရင် لا أنا من ميانمار مع السلامة အဲ့ဒါကိုကျွန်တော်တို့လေ့ကျင့်ပေးမယ်